ကဲဒီနေ့မှာတော့ကိုခန့်အားစနစ်ကိုမြင့်တင်ပြီးတော့ဇွန်မချခြင်းလာအောင်တောက်လို့ကောင်းတဲ့ဟင်းချိုဟင်းချက်နီးလေးမျှဝေပြပြစီရှင်ဟင်းချိုဟင်းချက်ဖို့အတွက်ကျမကဘူးညွန့်လေးရဲ့ဒီပြောင်းမှုလေးရဲ့ရုံးလေသီးလေးရဲ့ကိုသုံးထားပါတယ်ရှင်ကျမတို့ရေစုအိုးလေးစတဲ့လဲရအောင်ဟင်းချိုဖို့အထောက်အကူပြုတဲ့ငပီးလေးနည်းနည်းထည့်မယ်စားချုံမုံထည့်မယ်ကြက်သွန်ဖြူထောင်းထားတာလေးထည့်မယ်ကြက်သွန်နီလေးစိတ်ထည့်မယ်ပြီးရင်စီလေးတစ်ပေါက်နှစ်ပေါက်ထည့်ပြီးတော့ရေစုအိုးလေးတည်ထားလိုက်ပါမယ်ရှင်ကဲပြီးရင်တော့ကျမတို့ဒီအသီးရွက်လေးတွေကိုလည်းပြင်ဆင်ထားလိုက်ပါမယ်ရှင်ကဲအားလုံးစင်သင့်ဖြစ်ပြီဆိုရင်တော့ရေစုအိုးလေးကြည့်လိုက်ပါမယ်။ကန်ရေလေးတွေလည်းအခုလိုပေါ့ပေါ့ဆူလာပြီဆိုရင်တော့ကျမတို့ပြောင်းမှုလေးကိုအရင်ထည့်ပြီးတော့မှတည်ထားလိုက်ပါမယ်ရှင်။ကိုကအားစနစ်ကိုမြင့်တင်ပေးတဲ့ဟင်းလေးမို့ကလေးတငယ်တွေနဲ့တကြီးရွယ်အိုတွေအတွက်အရန်ကိုတင့်တော်တဲ့ဟင်းချိုဟင်းလေးပါရှင်။ကဲကျမတို့ဟင်းချိုဟင်းလေးအရသာလေးအဆင်ပြေပြီဆိုရင်အသီးရွက်လေးတွေခတ်ပါမယ်ရှင်။ကျမကတော့ဒီဟင်းလေးကိုဘူးရွက်လေးသုံးပြီးတော့ချက်ထားပါတယ်ရှင်။တခြားဖယုံရွက်တို့ဟင်းနုနယ်ရွက်တို့သုံးပြီးတော့ချက်မယ်ဆိုရင်လည်းရပါတယ်ရှင်။ကဲအသီးရွက်လေးတွေခတ်ပြီးသွားပြီဆိုရင်ကျမတို့စက္ကန့်30လောက်အဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်ရှင်အခုလိုပေါ့ပေါ့ဆူလာပြီးအသီးရွက်လေးတွေလည်းကြက်ပြီဆိုရင်ကျမတို့ရဲ့ဟင်းချိုဟင်းလေးကစားလို့ရပါပြီရှင်ဒီဟင်းလေးကိုကြိုက်တဲ့သက်ရအထောင်တစ်မျိုးမျိုးနဲ့တွဲစားကြည့်ပါရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါရှင်